ငလာပါဗျကျွန်တော်ဒီမှာအနာဂတ်သစ်စီတိုးဆိုတဲ့ YouTube channel လေးတစ်ခုကိုကျွန်တော်ဖွင့်ထားပါတယ်ဒီအရာမှာကျွန်တော်တို့နိုင်ငံမြန်မာနိုင်ငံစစ်အာဏာရှင်စနစ်ဆိုးအောက်ကနေလွတ်မြောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်တို့ဒီ YouTube channel ကနေကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်ကိုကျင်တရားတွေဇာတိတာတွေနဲ့ဒီနိုင်ငံရေးအသည့်တွေကိုဘယ်လိုပုံစံမျိုးနဲ့ထည့်ပေးမလဲဘယ်လိုပုံစံမျိုးနဲ့နိုင်ငံအတွင်းမှာကြာရောက်နေတဲ့စစ်အာဏာရှင်စနစ်ဆိုးကိုလွတ်မြောက်အောင်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်ဘယ်လိုမျိုးကူညီပေးနိုင်မလဲဆိုတော့ message လေးတွေပေးခြင်းနဲ့ရည်ရွယ်ချက်နဲ့ဒီ YouTube channel ကိုကျွန်တော်ဖွင့်တာပဲဒီမှာလဲကျွန်တော်ဟိုဥဆောင်ပေးတဲ့ကိုဆောင်ရှိပါတယ်ကိုဆောင်နေလဲကျွန်တော်နေ့တိုင်းလဲ post လေးတွေတင်ပေးပါမယ်အဓိကကျွန်တော်ပြောချင်တာကကျွန်တော်တို့မြန်မာနိုင်ငံသားတွေကဒီလိုအချိန်ခါမျိုးမှာသူ့ကြုံဘဝရောက်တာတဲ့ပိုပြီးစိုးနေတဲ့အနေအထားတစ်ခုပေါ်မှာဒီစနစ်ဆိုးကိုအမြင့်ချိုးဖို့အတွက်ကျွန်တော်မြန်မာနိုင်ငံသားတွေတက်ကြွတဲ့စိတ်တွေဖြစ်လာအောင်နိုင်ငံရေးအသည့်တွေရှိလာအောင်လူမှုရေးတွေစီးပွားရေးပညာရေးတွေကစနစ်တကျချိုးနှိမ်ထားတဲ့အာဏာရှင်လူတစုကကင်ဆွဲထားတဲ့ဒီစနစ်ဆိုးကိုအမြင့်ပြတ်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော် YouTube channel ကနေဖွင့်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံသားတွေအတွက် message ပေးခြင်းဖြစ်ပါတယ်ဒီအရာပေါ်မှာလည်းကျွန်တော်မြန်မာနိုင်ငံသားတွေအနေနဲ့ like and share subscribe လေးတွေနဲ့တစ်ဖက်တစ်လမ်းကနေကူညီခြင်းအဖြစ်နိုင်ငံအတွက်ကျွန်တော်ရရှိလာတဲ့ငွေကြေးအပေါ်မှာဘယ်လိုပုံစံမျိုးနဲ့အသုံးချသွားမလဲဆိုတာကိုပါဝင်ကူညီပေးသိချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျ